အားလုံးပဲမင်္ဂလာပါခင်ဗျာဒီစကားလေးလာကြပြီမှကြိုဆိုပါရစေညတငယ်ချင်းတို့ကိုစကားဆက်ကလေးတွေအကြံရေးလာရောက်ညှဝေခြင်းဖြစ်ပါတယ်စကားတွေအများကြီးပြောနေတော့နော်ဗီဒီယိုလေးကိုဆက်ကြည့်ကြရအောင်ဝေါ်ရောက်ဝေကြကျွန်တော်အိမ်ပြန်မယ်အိမ်ပြန်ခြင်းနေဆိုရင်လည်းရတယ်နော်ဝေါ်ရောက်ဝေကြငါအိမ်ပြန်မယ်ကျွန်တော်အိမ်ပြန်မယ်နော်ဝေါ်ရောက်ဝေကြနော်ဝေါ်ဆိုတာကျွန်တော်ရောက်ဆိုတာကတော့ပြန်မယ်ပေါ့နော်ဝေကြငါအိမ်ကိုပြန်မယ်နော်ဝေါ်ရောက်ဝေကြဟုတ်ပြီနော်ဒါကနောက်တစ်ခုနော်နောက်တစ်ခုကဆက်ကြည့်ကြအောင်နော်今天休息我今天休息နော်我今天休息我ကျွန်တော်ငါပေါ့နော်ဒီနေ့今天ဒီနေ့休息နားတယ်နော်我今天休息ဆိုရင်ငါဒီနေ့နားတယ်ဥပမာအလုပ်ဆိုရင်လည်း我今天休息နော်အလုပ်မှာပြောလို့လည်းရတယ်နော်ဒါဆိုရင်ငါဒီနေ့နားတယ်我ကျွန်တော်ပေါ့နော်今天ဒီနေ့休息အလုပ်နားတယ်ဟုတ်ပြီနော်ဒါလေးကနောက်တစ်ခုနော်我生病ဆိုရင်我ကျွန်တော်ငါပေါ့နော်生病ဆိုတာနေမကောင်းဘူးနော်နေမကောင်းဘူးဆိုရင်我生病နော်ခုန今天ပါတယ်တကယ်လို့ငါဒီနေ့နေမကောင်းဘူးပြောချင်တယ်ဆိုရင်我今天生病နော်我今天生病ဆိုရင်ငါဒီနေ့နေမကောင်းဘူးဒါနေမကောင်းတာကို生病လို့ခေါ်တယ်နော်ဥပမာဘိုက်အောင်တာတို့ဘာလို့ဆိုရင်တော့ဒါကတစ်မျိုးပြောတယ်နော်ဒါကြတော့ခြုံပြီးပြောတာဆိုရင်生病ဆိုရင်ငါနေမကောင်းဘူးနော်我生病ကျွန်တော်ငါနေမကောင်းဘူးနော်ဟုတ်ပြီနော်ဒါကနောက်တစ်ခုနော်ဆက်ကြည့်ကြမယ်我想你ဆိုငါပေါ့နော်ငါရှမ်းဆိုရင်တတိယတာပြောတာနော်နင်ကတော့နင့်ကိုပြောတာပေါ့နော်我想你ငါနင့်ကိုတတိယတယ်我想你ဆိုရင်ငါနင့်ကိုတတိယတယ်ပေါ့နော်ငါနင့်ကိုတတိယဆိုရင်我想你နော်အဲ့လိုပြောမှဆိုရင်我想你နော်အဲ့လိုပြောလို့ရတယ်我想你ဆိုရင်ငါနင့်ကိုတတိယတယ်နော်我想你ငါနင့်ကိုတတိယတယ်နောက်တစ်ခုနော်ဒါကတော့ပစ္စည်းသွားဝယ်တာကိုပြောပြပြမှာပါ我去买东西ဆိုရင်ငါကျွန်တော်နော်ပစ္စည်းသွားဝယ်မယ်နော်ကျွန်တော်ပစ္စည်းသွားဝယ်မယ်我去买东西ကျွန်တော်ငါပေါ့နော်去ဆိုတာသွားတာ买ဆိုတာဝယ်တယ်东西ဆိုတာပစ္စည်းနော်我去买东西ကျွန်တော်ပစ္စည်းသွားဝယ်မယ်我去ဆိုတာသွားတာ买ဆိုတာဝယ်တာ东西ဆိုတာပစ္စည်းနော်我去买东西ပစ္စည်းသွားဝယ်မယ်နော်ဒါလေးကိုနောက်ခေါက်လောက်ကြည့်ပြီးပြောရင်နားလည်သွားမှာပါအားလုံးအဆင်ပြေကြပါစေ